မိတ်ဆွေအဖြစ်ဘယ်တော့မှမသတ်မှတ်တဲ့လူ9မျိုးအပေါ်ယံဟန်ဆောင်တတ်တဲ့သူတွေမှာတူညီတဲ့လက္ခဏာတွေရှိနေတတ်ပါတယ်။အချို့သူတွေကအပေါ်ယံကြည့်ရင်သဘောကောင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာအတွင်းစိတ်အရမိတ်ဆွေလုပ်ဖို့ကိုင်ဘတ်တွေပေါ်စိတ်ရင်းကောင်းသူတွေမဟုတ်ကြပါဘူး။လူတွေကြားထဲမှာမိတ်ဆွေကောင်းဖြစ်ချင်အောင်စောင့်နေတတ်သူတွေလည်းအမြဲရှိပါတယ်။သူတို့မှာဒီလိုလက္ခဏာတွေရှိပါတယ်။နံပါတ်1အာနာရှိတဲ့သူယာရုရှိတဲ့သူတွေကိုလိုရာထက်ပိုပြီးလေးစားဟန်ပြပါတယ်။ကို့အတွက်အသုံးမဝင်သူကိုလှဲ့တောင်မကြည့်ပါဘူး။နံပါတ်2တခြားသူတွေကိုလမ်းညွှန်ပေးတယ်လို့နဲ့သူတို့လိုဖြစ်လာအောင်အကြိုက်ချင်းတူးလာအောင်စီယုံပါတယ်။နံပါတ်3အခြားသူတွေရဲ့အာယုံစိုက်မှုကိုနှီးမျိုးစုံနဲ့ရယူတတ်ကြပါသေးတယ်။နံပါတ်4သူတို့ဘလောက်တက်မြောက်ကြောင်းဘလောက်တော်ကြောင်းဆိုတာကိုအမြဲလူတွေရှိမှကိုယ်ဤတွေးပြပါတယ်။နံပါတ်5အများရှိမှသဘောကောင်းခြင်းအောင်စာနာတရားစောင့်ထားတတ်ကြပါတယ်။ကိုယ်ရမှာတော့အမြဲအတင်အဖြစ်ပြောလိရှိပါတယ်။နံပါတ်6ဂရိစကားအလွယ်တကူပေးလိရှိပြီးဂရိအတိုင်းမလုံနိုင်ခဲ့ရင်လည်းစင်ကြေအပြည့်ပေးတတ်ကြပါတယ်။နံပါတ်9သူတို့အည်ချင်းကိုပုံမြင်သာလာအောင်အခြားသူကိုအပြစ်တင်ဖို့ဝင်မလေးသူတွေဖြစ်ပါတယ်။